ဖះလောင်းမြောင်မင်းဟုတ်လားသူကဒီဟိမဝန္တာတောအဆက်ကနော်ချောင်းလေးမြစ်သေးသေးလေးစီးတဲ့တောအုပ်တစ်ခုမှာသူကနေတာဟုတ်လားအဲ့ဒီမြစ်သေးသေးလေးကသူကဘယ်ထိစီးသွားတော့နေရဘယ်ထိစီးသွားတော့ဆိုတော့အဘင်းရဲ့ဒီတိုင်းပြည်တစ်ခုရဲ့အနည်းဆက်ထိစီးသွားပြီးတော့မှပင်လယ်ထဲရောက်သွားသူအဲ့ဒီရေလမ်းကြောင်းကိုသိအဲ့ဒီမှာသူတို့ဒီပြဿနာဖြစ်တဲ့အကြောင်းအရာကအဲ့ဒီမြစ်ကမ်းဘေးမှာအလွန်ချိုမြိန်တဲ့တရက်ပင်ရှိအဲ့ဒါမြောက်တွေကအဲ့ဒီတရက်ပင်တီးပြီးဆိုလို့ရှိရင်သွားပြီးတော့စားကြတယ်တရက်ပင်ကြီးကလည်းအကြီးကြီးစားလို့မကုန်နိုင်ဘူးအဲ့ဒါသူတို့ရဲ့စကြက်ပေါ့နော်အဲ့ဒါဘုရားလုံးကဘာလုပ်တော့ဆိုတော့တရက်ပင်တရက်တီးပြီးဆိုရင်ဒီမြစ်ဖက်မှာကြာနေတဲ့အကိုင်းကအသီးတွေအကုန်လုံးကိုဖျက်ဆီးခိုင်းတယ်နုနုလေးတွေကစားအကုန်ဆွတ်ပြစ်အရွက်အပွင့်တွေကစားရွက်ဆွတ်ပြစ်အသီးဖြစ်မှမြင်လဲဆွတ်ပြစ်အကိုင်းတွေလည်းချိုးအဲ့ဒီမြစ်ဖက်မှာတိတ်ပြီးတော့တရက်တီးမှဲ့လို့ကျွေးကြသွားလို့မြေကြောင်းရှောင်မျောသွားလို့လူတွေကစားရရင်အလွန်ကောင်းတဲ့အသီးဖြစ်တဲ့အတွက်ကြောင့်လူတွေလာပြီးတော့ရန်ရှာမှာဆိုလို့ဘုရားတော်အဲ့ဒီတိုင်းခိုင်းတယ်သူ့ရဲ့လက်အောင်ငယ်သားတွေအဲ့ဒါတစ်နှစ်မှာတော့ဒီတရက်တီးကခါချင်းတုတ်ထဲမှာရှိနေသူတို့မသိဘူးမဖြက်စီးမိဘူးပေါ့နော်အဲ့ဒါကြီးကမှဲ့လာတဲ့အခါကျတော့ကျွေးကြပြီးတော့မြေကြောင်းရှောင်မျောသွားပြီးတော့အစင်ရေချိုးပေးနေတဲ့စင်ဦးရီယာရတဲ့အခါကျတော့သူ့ရဲ့ဘင်ကိုဆက်တာတယ်တရက်တီးကလည်းအကြီးဆိုတော့အဲ့ဒါနဲ့ခွဲစားကြတဲ့အခါကျတော့အရသာသူတို့ဒီမှာရှိတဲ့ဘယ်တရက်နဲ့မှမတူဘူးဟာတော်ထူးဆန်းတယ်ဆိုပြီးတော့ဘုရင်ကအဲ့ဒီတရက်ဒီဟူသောအချောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတရက်ပင်ရှားပုံတော်ထွက်တယ်ဒါမြစ်ထဲကမျောလာတာဆိုတော့အပေါ်မှာရှိမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ရှားပုံတော်ထွက်တော့တွေ့ရောအဲ့ဒီတရက်ပင်ဟောဒီအပင်တွေ့ပြီဆိုတော့အဲ့ဒါနဲ့အဲ့ဒီအပင်ကြီးအောက်မှာခြံရံပြီးတော့ညအိတ်ကြတာတဲကြတာပေါ့နော်ပြီးရင်တရက်ခူပြန်မယ်ပေါ့အဲ့တော့သူတို့ကလည်းဒီလိုအိတ်နေတဲ့ခါကျညရောက်တဲ့ခါကျတော့မြောက်တရားလည်းပဲဒီတရက်သီးစားနေကြဆိုတော့လာကြတာအောက်မှာလူတွေအိတ်တာကိုသတိမထားမိလို့လာခက်လန်းလန်းမအိတ်လို့လားဘလို့လဲတော့မသိဘူးမြောက်တွေလည်းလာကြတာအများကြီးအဲ့ဒါဘုရားလောင်းလည်းပါအဲ့လိုနဲ့သူတို့ညကြီးတကောင်လောက်ရောက်တော့လူတွေကနိုးရောဟောအတန်ကြတော့နိုးမှာပေါ့ဟာမြောက်တွေဆိုတော့အဲ့ဒီတဲ့ပင်ကြီးကိုအကုန်လုံးစစ်သားတွေကဝိုင်းထားလိုက်တယ်မြောက်သားလည်းစားကျင်လို့လည်းဖြစ်မယ်ပေါ့အဲ့ဒါနဲ့မြောက်တွေကကြောက်ကြလန့်ညဘဘင်းကြီးကလည်းဒီတိုင်းပဲမီးထွန်းပြီးတော့ကြည်နေတာနော်ဒီမြောက်တွေဘာတွေလည်းမသိဘူးဆိုတော့ကြည်နေတာဟုတ်လားအဲ့အကုန်လုံးကြောက်ကြလန့်ညာသေပေးနဲ့တွေ့တဲ့ခါကျတော့မြောက်တွေကဘယ်မှလည်းပြေးမရဘူးစစ်တပ်ကဝိုင်းထားစစ်သားတွေဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကဒီအမျိုးတွေအတွက်ငါအသက်ကိုပေးမယ်လို့သူစဉ်းစားနေတဲ့အဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့အဲ့ဒီမြစ်ဘက်ကိုထွက်နေတဲ့အကိုင်းဘက်မှာတက်ပြီးတော့တစ်ဖက်ကန်းကိုအလွန်ကြီးမားတဲ့ခွန်အားနဲ့ခုန်လိုက်တယ်ရောက်သွားတယ်ဟိုဘက်ကိုရောက်သွားပြီးတော့မှသူຫນွယ်ကြိုးရှာတယ်တဲ့တော်တယ်မှာမြန်ပဲຫນွယ်ကြိုးရှာအဲ့ຫນွယ်ကြိုးရှာပြီးတော့အဲ့ဒီຫນွယ်ကြိုးကိုတစကိုအဲ့ဒီဘက်ကမြေကမ်းဘက်ကတစ်ပင်မှာသူချီတစကိုသူ့ခါမှာချီပြီးတော့အဲ့ဒီအမြင့်အပင်ပေါ်မှာတက်ပြီးတော့ဒီတရက်ပင်ကိုပြန်ရောက်အောင်သူပြန်ခုန်လိုက်တယ်ဟုတ်လားအဲ့ဒီမှာသူ့မေလျော်မှုတစ်ခုတွက်ချက်မှုတစ်ခုလိုသွားတာဒီကျိုးဟာဝိတ်နဲ့နည်းနည်းအိတ်နေလို့ရှိရင်နော်ကျိုးကတိုးသွားမယ်လေအဲ့ဒီအိတ်စာလေးကို तू မတွက်မိဘူးတဲ့အဲ့ကြောင့်မလို့ तू ကတစ်ပင်မော်ကို तू ကရှောရှူရောက်မသွားဘူးတကယ်လို့ရောက်သွားတယ်ဆိုရင်တော့အဲ့ဒီတစ်ပင်မော်မှာအဲ့ဒီကျိုးတစားကိုခြီလိုက်ရင်ပြီးပြီအဲ့ဒီကျိုးလျှောက်သူတို့သွားကြရုံပဲဒါပေမဲ့အဲ့လိုရောက်မသွားတဲ့အခါကျတော့အဲ့ဒီအကိုင်းကိုလှမ်းဆွဲပြီးတော့ तू တွဲလောင်းဖြစ်နေဒီကျိုးကဒီအကိုင်းကိုခြီလောက်အောင်ထိမရှိဘူးတကယ်မပြောသလောက်လေးလိုးနေတယ်အဲ့ဒီဥစ္စာကပြဿနာအကြီးကိုဖြစ်စေတယ်ဟုတ်လားအဲ့ဒါနဲ့သူဒီတိုင်းပဲနေတော့အချိန်မရှိဘူးဆိုတော့သူ့မြောက်တွေကိုကိုင်မင်းတို့ကျိုးမချီမိတာတွေချီမိတာတွေတာတာထားငါကြောပုံးကိုပါနင်းပြီးတော့ဒီကျိုးတန်းလျှောက်သွားပြီးတော့ဟိုဘက်တော့ရောက်အောင်သွားကြအသက်ဘေးကလွတ်အောင်သွားကြဆိုတော့မြောက်တွေကအကုန်လုံးဒါသူ့ကိုအယိုသေးပြုတ်ပြီးတော့တကောင်ပြီးတကောင်သူ့ကြောပေါ်ကနင်းနေပေါ်သွားတယ်အဲ့ဒီမြင်ကွင်းကိုအောက်ကနေပြီးတော့ဘယင်ကြည့်နေလူတွေလည်းကြည့်နေတယ်အော်အလွန်ထူးဆန်းတယ်သူတို့မှလေးတွေမြားတွေပါတယ်ပြစ်မယ်ဆိုရင်ပြစ်လို့ရတယ်မပြစ်ဘူးဒီအားတော်တော်ဆန်းကျယ်တဲ့ကိစ္စပေါ့နော်ကြည့်ပါအောင်ဒီမြောက်ကြီးကကျန်တဲ့မြောက်တွေထဲလဲ तू ကအကောင်ကြီးတယ် तू ကခေါင်းဆောင်နဲ့တူတယ်အမျိုးမျိုးဝေဖန်ပြီးတော့အောက်ကနေကြည့်နေကြတာပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးတကောင်ဟောတော့ဒေဝရအလောင်းလို့ပြောတယ်ဟုတ်လားငါယံသူရဲ့ကြိုးဝန်းကိုငါဒီကနေ့မြင်ရပြီအခါတိုင်း तू ဘယ်လိုမှမလှန်နိုင်ဘူးခွန်အားချင်းလည်းမနှမ်းဘူးဘာမှ तू ကမရှင်နိုင်တဲ့အခါကျတော့ तू ကငြိမ်မဲငြိမ်နေရတာပေါ့နော်အဲ့ဒါနဲ့ဒီနေ့တော့ तू မှာ
သူကြိုက်တယ်လို့နှိပ်စက်လို့ရပြီပေါ့နော်အဲ့ဒါနဲ့သူကအမြင့်ကိုတက်ပြီးတော့အရှိန်နဲ့ခုန်ချတယ်တဲ့အဲ့ဒီတန်ရာကြောင့်ဘုရားလောင်းရဲ့နှလုံးဟာကွဲတယ်တဲ့ဟုတ်လားအဲ့ဒါကိုလည်းအောက်ကဘရင်ကမြင်တယ်အံ့ဩတယ်အဲ့ကျတော့မှမြောက်တွေလည်းမရှိတော့ဘူးဆိုတော့မှတတရရတည်တည်ချာချာတက်ပြီးတော့အဲ့ဒီမြောက်ကြီးကိုချဟုတ်လားချပြီးတော့အောက်ရောက်တဲ့အခါကျတော့မှတေချာခင်းပေးပြီးတော့အဲ့မစီတွေပါလေးနဲ့သူ့ကိုပုတ်တက်ပြီးတော့ဒါပေမဲ့အသက်ကမြုပ်ပဲကြံတော့အဲ့ဒါနဲ့သူကမေးတယ်တဲ့ဘရင်ကြီးကမြောက်ကြီးဒီမြောက်တွေကတင်နဲ့ဘာတော်တာတော့စမ်းကြည့်တယ်နော်အဲ့ဒီမြောက်ကလူစကားနဲ့ပြန်ပြောတယ်အေးတဲ့ဒါသူ့ရဲ့လက်အောက်ငယ်သားတွေသူဟာဒီမြောက်တွေရဲ့အကြီးအကဲပေါ့ငယ်သားတွေဒုက္ခရောက်တယ်ဆိုလို့ရှိရင်သူ့မှာတာဝန်ရှိတယ်ပေါ့ပြောရရင်ဒါသူ့အမျိုးတွေပဲအဲ့ကြောင့်မလို့သူအသက်ဆွန့်ပြီးတော့ကဲတာဟုတ်လားအဲ့ဒါလို့သူလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်တဲ့အတွက်ကြောင့်သူတေရမှာကိုလည်းမကြောက်ဘူးတဲ့သူ့မှာတတိလည်းရှိတယ်ဒါကြောင့်မလို့တေရမှာကိုလည်းသူမကြောက်ဘူးအဲ့ဒါလို့ဒီသူ့အကြောင်းလေးတွေကိုပြောပြပြီးတော့ဘရင်ကြီးကိုလည်းပဲအကြီးအကဲဆိုတာလောက်ငယ်သားတွေရဲ့အပေါ်မှာအဲ့ဒါလိုမျိုးကိုကျိုးစွန့်တဲ့စိတ်ရှိရမယ်ဆိုပြီးတော့သူကအဆုံးအမပေးပြီးတော့တေသွားအဲ့ဒီဘရင်ကြီးရဲ့လက်ပေါ်မှာပဲတေသွားတာပေါ့နော်